ပြီးခဲ့တဲ့ပိုင်းမှာဇိုရိုနာမီနဲ့ဗီဗီတို့၃ယောက်ကအဖမ်းခံထားရပါတယ်။ဇိုရိုကမရက်မနာရည်နေပြီးနာမီကစေးအေးလက်ရေးအဖြစ်လွန်နေပါတယ်။ဗီဗီကနားမလည်နိုင်ဖြစ်နေရင်နာမီ6ယောက်ကအစိမ်းရောင်ဆေးကိုမြင်လိုက်တော့ဗီဗီက6ယောက်နဲ့လှန်ကန်ပြီးဆေးကိုဖျက်ပေးလိုက်ပါတယ်။ဆေးရောင်ပြတ်သွားတော့မှနာမီကပုံမှန်အတိုင်းအသီးပြောင်းဝင်လာပါတယ်။နာမီကသူသတိလွတ်နေချိန်မှာအကုန်လုံးကိုမှတ်မိနေပေမဲ့ခန်းစားချက်တွေကိုမထိန်ချုပ်နိုင်ပဲစိတ်အေးလွန်နေခဲ့ပါတယ်။ဒါက Mr. 3ရဲ့ပါတနာ Miss Golden Week ရဲ့အစွမ်းဖြစ်ပါတယ်။သူကဆေးရောင်တွေနဲ့လူတွေရဲ့ခန်းစားချက်ကိုထိန်ချုပ်နိုင်ပါတယ်။သူတို့၃ယောက်ကတမ်မနီလိုမာတဲ့ဖျောင်းလက်ထိတ်ကနေရုံမထွက်နိုင်ဖြစ်နေပါတယ်။သူတို့ကိုလူဖီလာကဲမှာပါလို့မျှော်လင့်နေပေမဲ့လူဖီကိုယ်တိုင်လည်းဆေးချက်ခံထားရပါတယ်။ Mr. 3ကဇိုရိုတို့ကိုတတ်ဖို့ဖျောင်းမွေးနေကအကြီးကြီးလုံနေပါတယ်။အဲ့ဒါတွေကိုဦးစော့ကမြင်သွားတော့ကန်းဆက်မှာရှိနေတဲ့လူဖီကိုသွားပြောပါတယ်။ဒါပေမဲ့ဆေးချက်ခံထားရတဲ့လူဖီကဝမ်းနဲ့လွန်းလို့ငိုပဲငိုနေပါတယ်။ဦးစော့ကလူဖီကိုစိတ်တက်ပြန်တက်ကြွအောင်အားပေးလဲအကြီးနီးဖြစ်နေပါတယ်။အဲ့ချိန်မှာ Miss Golden Week ပြန်ရောက်လာလို့ဦးစော့ထွက်ပြေးပြန်ပါတယ်။ကျွန်းပေါ်မှာ Brokeworks အဖွဲ့ဝင်၄ယောက်တောင်ရှိနေတဲ့အတွက်သူတို့ကျွန်းပေါ်ကနေထွက်သွားတဲ့အထိဦးစော့ကပုံနေကြပါတယ်။ဒါပေမဲ့သူပုံနေရင်လည်းတငယ်ချင်းတွေသေးတငယ်ချင်းတွေကိုသွားခဲ့ရင်လည်းသူသေးမှာပါ။သူလည်းမသေးသူတငယ်ချင်းတွေလည်းမသေးမဲ့တခုတည်းသောနီလန်ကတော့ကယ်နိုင်မဲ့လူတစ်ယောက်ကိုရှာဖို့ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဦးစော့ကစန်းကြီးကိုသွားရှာပါတယ်။စန်းကြီးကတော့နာမီတို့ကိုလိုက်ရှာရင်ဖျောင်းအိမ်ကိုရှောက်သွားပါတယ်။တကားကိုကန်ဖွင့်လိုက်ပြီးအထဲဝင်သွားတော့ဘသူမှမရှိနေပဲအဖမ်းခံထားရတဲ့၃ယောက်ကဖျောင်းဂိတ်ပေါ်ရှောက်နေပြီဖြစ်ပါတယ်။ခြေထောက်တွေကိုပါဖျောင်းနဲ့မြုပ်ထားလို့ဖျောင်းဂိတ်ပေါ်ကမစင်နိုင်မဲ့အလှဆင်လူသားတွေဖြစ်နေပါတယ်။ Mr. 5နဲ့ Miss Valentine တို့ကသူတို့၃ယောက်ကိုချက်ချင်းတက်ချင်ပေမဲ့ Mr. 3ကတော့အမှုပညာဆန်ဆန်ဂန္ဓဝင်လက်ရာတစ်ခုဖန်တီးပြီးမှတက်ချင်နေပါတယ်။ Mr. 5ကိုကိတ်မှမီးထွန်းခိုင်းလိုက်တော့မီးကြောင့်ဖျောင်းအမုံတွေကဇိုရိုတို့ပေါ်ကျလာပါတယ်။ဖျောင်းမုံတွေကတဖြည်းဖြည်းလူတကိုယ်လုံးဖုံးသွားပြီးခဲသွားတဲ့အခါပြည့်ပြည့်စုံတဲ့ဖျောင်းရုပ်တုတွေဖြစ်ကုန်မှာပဲဖြစ်ပါတယ်။နာမီနဲ့ဗီဗီကကြောက်နေပေမဲ့ဇိုရိုကတော့ဆေးကြောင်ရှိပဲရှိနေပါတယ်။ပါနဲ့တဲ့နာမီကကြောက်စရာကောင်းတဲ့အခြေအနေမှာရီးနေတာဟာအမှုပညာမဆန်ဘူးလို့ Mr. 3ကိုလှမ်းပြောလိုက်ပါတယ်။ Mr. 3ကလည်းသူ့အကွက်ထဲဝင်သွားပြီးဇိုရို6ယောက်ကဆေးကိုဖျက်ပေးလိုက်ပါတယ်။ဇိုရိုကအတိပြောင်ဝင်လာတာနဲ့ Mr. 3ကိုဓာတ်နဲ့လှမ်းခုတ်ပါတယ်။ဖျောင်းတွေကိုလည်းဓာတ်နဲ့ခုတ်ပေမဲ့မာလွန်းနေပါတယ်။တစ်ဖက်မှာလူဖီကတော့ Miss Golden Week ရဲ့ကစားပေါ်ဖြစ်နေပါတယ်။နာမီကိုချဲခဲ့တဲ့အစိမ်းရောင်ကတေချင်းတရားကိုလက်ခံသွားတဲ့အထိတည်ငြိမ်စေပါတယ်။ဇိုရိုကိုချဲခဲ့တဲ့အဝါရောင်ကစိုးရွားတဲ့နှိမ့်ဆက်မှုကြားမှာတောင်ရှင်မောစေပါတယ်။လူဖီကိုချဲထားတဲ့အပြာရောင်ဆေးကတော့တစ်သက်လုံးတစ်ခါမှမခံစားဘူးတဲ့ဝမ်းနည်းမှုကိုခံစားရစေပါတယ်။တောက်လျှောက်ငိုနေတဲ့လူဖီကပြင်းစရာကောင်းလာလို့ Miss Golden Week ကအပြာရောင်ကိုဖျက်ပြီးအစိမ်းရောင်ပြောင်းချဲပေးလိုက်ပါတယ်။တစ်ဖက်မှာစန်းကြီးကဖျောင်းအိမ်ထဲလိုက်မှွေကြည့်တော့ကောက်ရိုးအထုပ်အဖွဲ့သားတွေရဲ့သတင်းအချက်လက်တွေကိုတွေ့လိုက်ရပါတယ်။အကုန်ဒုက္ခရောက်နေတယ်ဆိုတာသိသွားတဲ့စန်းကြီးကသွားကယ်ဖို့လုပ်နေတော့ခယူဖုန်းကဝင်လာလို့ကောက်ကင်လိုက်တော့ Mr. 0ဖြစ်နေပါတယ်။စန်းကြီးက Mr. 3အဖြစ်အယောင်ဆောင်ပြီးဖုန်းကင်လိုက်တော့ကောက်ရိုးအထုပ်အဖွဲ့နဲ့မင်းသမီးတေပြီလားလို့ Mr. 0ကမေးပါတယ်။စန်းကြီးလည်းတေပြီလို့ဖြေလိုက်ပါတယ်။ Mr. 0ကအလောင်းတွေဖျောက်ဖို့ Miss Friday နဲ့ Mr. 13ကိုလွှတ်လိုက်ပါတယ်။သူတို့နှစ်ယောက်ကစန်းကြီးထင်ထားသလိုလူတွေမဟုတ်ဘဲလက်ထနဲ့ပြန်ဖြစ်နေပါတယ်။တစ်ဖက်မှာဦးစော့ကသွေးပေနေတဲ့စန်းကြီးရဲ့အေဘရွန်ကိုတွေ့တော့စန်းကြီးလည်းအဖမ်းခံလိုက်ရပြီလို့ထင်သွားပါတယ်။အဲ့ချိန်မှာဘလူးကြီးဘရော်ဂီရဲ့အတန်ကြားလိုက်ရလို့အပြေးသွားကြည့်ပါတယ်။တာမန်လူတွေထက်အရွယ်အစားကြီးုံနေမကပဲပိုလဲကြန့်ခိုင်တဲ့ဘရော်ဂီကဓာတ်ချက်ကြောင့်ရောအစိတ်ကြောင့်ရောမသိပဲသတိပြန်ရလာပါတယ်။ဒါပေမဲ့ဒဏ်ရာတွေကြောင့်မတ်တက်တောင်မရှမ်းနိုင်သေးဖြစ်နေပါတယ်။ဦးစော့ကြောက်နေတာကိုသိတဲ့ဘရော်ဂီကစစ်တီတော်တိုင်းကြောက်ကြတာပဲလို့ပြောပါတယ်။တက်တီဆိုတာအကြောက်တရားမရှိတာမဟုတ်ပဲကြောက်နေရင်နဲ့တောင်တိုက်ပွဲထဲဝင်ရတာကိုခေါ်တာလို့ဘရော်ဂီကပြောပါတယ်။တငယ်ချင်းတွေကိုကယ်ရင်သေးရတာဟာဂုံတိတ်ခါရှိတဲ့တေချင်းပဲလို့ဆက်ပြောပါတယ်။အဲ့ချိန်မှာစန်းကြီးကတရိတ်ဆန်နှကောင်ကိုဝေယုံသုံးကားနဲ့အနိုင်ဖိုင်လိုက်ပါတယ်။သူတို့စီမှာရှိနေတဲ့ Eternal Post ကိုလည်းယူလိုက်ပါတယ်။ဖုန်းကင်ထားတဲ့ Mr. 0လည်းသူ့ဖုန်းကိုဖြေနေတာ Mr. 3မဟုတ်ပဲကောက်ရိုးအထုပ်အဖွဲ့သားမှန်းသိသွားပါတယ်။မင်းသမီးဗီဗီကိုကယ်ခဲ့တဲ့အတွက်ရောဒီဖုန်းကိုကင်ခဲ့တဲ့အတွက်ရောနောက်ထားရစေရမယ်လို့ Mr. 3ကကြုံသွားလိုက်ပါတယ်။တစ်ဖက်မှာဖျောင်းနိုင်ဖြစ်တော့မဲ့ဇိုရိုတို့ကလှုပ်ရခတ်လာသလိုအသက်ရှူရလဲခတ်လာပါတယ်။ဇိုရိုကသူ့ခြေထောက်ကိုဖြတ်ပြီးရုံထွက်ဖို့လုပ်တော့ Mr. 3ကသူ့ရဲ့အမှုပညာလက်ရာခြေထောက်ပြတ်သွားမှမလို့လားလို့ဇိုရိုအောက်ပိုင်းတစ်ခုလုံးကိုခဲပစ်လိုက်ပါတယ်။ Mr. 3ကသူ့လက်ရာမှာကြောက်နေတဲ့ဖျောင်းရုပ်ထုတွေပါစေချင်နေတာကိုသိတော့ဇိုရိုကသူ့လိုချင်တာမရအောင်ဓာတ်ကိုမြှောက်ပြီးသူ့ရဲ့ကောင်း post ပေးနေလိုက်ပါတယ်။ဇိုရိုရောနာမီရောကခုချိန်ထိလူဖီလာကယ်လိုက်မယ်လို့ယုံကြည်နေကြတာကိုမြင်တော့ဗီဗီလည်းကောက်ရိုးထုတ်ဖွဲ့သားတွေအပေါ်ယုံကြည်လာပါတယ်။တစ်ဖက်မှာလူဖီကတော့အနီရောင်ဆေးကြောင့်ဒေါသတွေထွက်နေပါတယ်။ Miss Golden Week ကလူဖီကိုအနက်ရောင်ထပ်ဆိုးပေးလိုက်ပါတယ်။မျောလင်းချက်မဲ့စေတဲ့အနက်ရောင်ကလူဖီရဲ့အိမ်မက်တွေကိုတိုက်စားဖျက်ဆီးပစ်ပါတယ်။
Miss Golden Week ကပင်လယ်ထဲလျှောက်သွားဖို့အမိန့်ပေးလိုက်တော့ Luffy ကပင်လယ်ထဲဆင်းသွားပါတယ်။အဲ့ချိန်မှာဥဆော့ပြောက်လာပြီး Luffy ကိုတားပါတယ်။ Miss Golden Week ကဥဆော့ကိုပါဆေးချယ်ဖို့လိုက်ဖမ်းပေမဲ့ရန်ဘလူးဥဆော့ကဆေးပန်းကိုခလုတ်တိုက်လိုက်မိတာဆေးတွေက Miss Golden Week ပေါ်ပေးကုန်ပါတယ်။ရောင်စုံတက်ရောက်မှုတွေကြောင့် Miss Golden Week စိတ်ကြောက်ရဖြစ်သွားတော့ဥဆော့က Luffy ကိုဆင်ကယ်ပါတယ်။ရေဆိုပြီးမျက်နှာဟာဆေးတွေပြတ်သွားတော့မှ Luffy အသိစိတ်ပြန်ဝင်လာပါတယ်။ Zoro တို့ဖျောင်းရုပ်ထုဖြစ်ဖို့မိနစ်အနည်းငယ်လောက်ပဲလိုတော့ချိန်မှာ Luffy ပြန်ရောက်လာပါတယ်။ Mr. 3ကထွက်ပြေးသွားတော့ Luffy ကနောက်ကလိုက်ပါတယ်။တယောက်တည်းကြံခဲ့တဲ့ Usopp က Mr. 5တို့ကိုမနိုင်တာကြောင့်စစ်တီတော်ဆန်ဆန်တယောက်ချင်းချမယ်လို့ကြောက်ကြောက်နဲ့စိန်ခေါ်လိုက်ပါတယ်။ဟိုနှစ်ယောက်ကဘသူနဲ့တိုက်ချင်လဲမီတော့နာမီကိုဖမ်းသွားတဲ့ Miss Valentine ကိုရွှေ့လိုက်ပါတယ်။တိုက်ပွဲစားတာနဲ့ Usopp ကဖျောင်းကိတ်စီပြေးပါတယ်။ဒါပေမဲ့ Miss Valentine ကလွယ်လွယ်ပဲဖမ်းမိသွားပြီး Usopp မျက်နှာကိုခပ်ပြင်းပြင်းတစ်ချက်ထိုးလိုက်ပါတယ်။ဖျောင်းကိတ်ချေရင်မှ10ကီလို20ကီလိုကနေ50ကီလိုထိစားတိုးပြီးထိုးနေလို့ Usopp မျက်နှာလည်းဖူယောင်နေပါတယ်။ဒါကိုလည်း Usopp ကရန်ထက်ဆနေလို့ Miss Valentine စိတ်တိုးပြီး100ကီလိုနဲ့ထိုးလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲဖျောင်းကအကွယ်သွားတဲ့အခါ Usopp အကြံအတိုင်း Zoro တို့3ယောက်လုံးလွတ်သွားပါတယ်။တစ်ဖက်မှာ Luffy က Mr. 3နောက်ကိုအပြေးလိုက်သွားပါတယ်။တောထဲရောက်တော့ Mr. 3ပုံစံတူဖျောင်းရုပ်ထုအများကြီးရှိနေလို့ဘယ်ဟာအစ်စ်မှန်းမသိတော့ပဲ Luffy တိုင်ပတ်နေပါတယ်။ Mr. 3ကညံများတဲ့သူ Luffy ကတော့ဘာမှမစင်စားပဲလက်သီးနဲ့ဖြည့်ရှင်းတဲ့သူဖြစ်ပါတယ်။အဲ့ချိန်မှာ Zoro က Mr. 5နဲ့တိုက်ခိုက်ပြီးနာမီတို့နှစ်ယောက်က Miss Valentine ကိုတိုက်ခိုက်ပါတယ်။ Zoro က Mr. 5ပြစ်သမျှဘုံတိုင်းကိုရှောင်ပြီး Mr. 5ကိုအထာကြကြထားနဲ့ခေါ်လိုက်ပါတယ်။နာမီနဲ့ Vivi တို့လည်း Miss Valentine ကို Egram အတွက်ကလေးစားချေနိုင်သွားပါတယ်။တစ်ဖက်မှာ Luffy က Mr. 3နောက်လိုက်ရင်ခဲနေတဲ့ Dory စီကိုရှောက်သွားပါတယ်။ Mr. 3ကစစ်တီတော်ဆိုတဲ့ဂုံတိတ်ခါရှိတဲ့ကောင်တွေကလှည့်စားရပိုလွယ်တယ်လို့ Luffy ကိုပြောလိုက်တော့ Luffy ကပိုဒေါသထွက်သွားပြီးတိုက်ခိုက်ပါတယ်။ဒါပေမဲ့ဖျောင်းတိုင်းတွေကိုရာဘာလက်သီးနဲ့မဖောက်နိုင်ဖြစ်နေပါတယ်။ Mr. 3က Luffy ရဲ့လက်သီးကိုဖျောင်းနဲ့ချုပ်လိုက်ပါတယ်။ဒါပေမဲ့ Luffy ကဖျောင်းတိုင်းကိုဖျောင်းလက်သီးနဲ့လွှဲပြီးထိုးလိုက်တာတစ်ချက်နဲ့တင် Mr. 3လဲသွားပါတယ်။ Luffy က Dory ကိုလည်းလှုပ်ပေးလိုက်ပါတယ်။ Alabasta ကိုသွားဖို့အတွက်တော့စမ်းကြီးယူလာတဲ့ Eternal Post ကြောင့်အဆင်သင့်ဖြစ်သွားကြပါတယ်။ Brogy နဲ့ Dory တို့လည်းနှစ်တရာတိုက်ပွဲကိုငြိမ်းချမ်းရေးနဲ့ပဲအဆုံးသတ်လိုက်ကြပါတယ်။တင်မောထွက်တဲ့အခါဘာအိုတွေ့သူတို့နှစ်ယောက်ကိုယုံကြည်ပြီးတက်တယ်ပဲမောင်းသွားပါလို့ Luffy တို့ကိုမှားလိုက်ပါတယ်။ခရီးဆက်ကြတော့ရွှေငါးကြီးတစ်ကောင်ကသူတို့ကိုစားဖို့ရေအောက်ထဲကတက်လာပါတယ်။ဒါပေမဲ့အားလုံးက Brogy နဲ့ Dory ကိုယုံကြည်ပြီးတဲ့မောင်းသွားကြပါတယ်။ဒီရွှေငါးကြီးကဒီကျုံးမော်လာသမျှတင်မော်တိုင်းကိုစားပစ်ပေမဲ့ Brogy နဲ့ Dory တို့ကသူတို့လက်နက်တွေနဲ့ရေကိုအားကုန်ရိုက်ချလိုက်တာရွှေငါးခေါင်းကနေဖင်အထိပေါက်သွားပါတယ်။အရင်တုန်းကသူတို့လက်နက်တွေကိုတိုက်ခိုက်ဖို့အတွက်လိုအပ်ပေမဲ့ခုချိန်မှာတော့ Luffy တို့အတွက်လက်နက်တွေကိုဝမ်းသာအားရပဲအပျက်စီးခံလိုက်ကြပါတယ်။သူတို့နှစ်ယောက်ဘာလို့နှစ်ပေါင်း100ကျော်တိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်းပြန်မှတ်မိသွားပါတယ်။သူတို့နှစ်ယောက်ကအေယာမမိတ်ဆာကြီးတွေဖြစ်တဲ့ပင်လယ်ဘင်းရင်တကောင်စီကိုတိုက်ခိုက်ခဲ့ကြပြီးဘယ်ကောင်ကဘူကြီးလဲဆိုတာပြိုင်ဆိုင်ခဲ့ကြပါတယ်။သူကြီးတယ်ငါကြီးတယ်နဲ့ညင်းကြရာကနေဘသူပိုတန်ပါတယ်ဆိုတာဆုံးဖြတ်ဖို့တိုက်ခိုက်နေခဲ့ကြတာဖြစ်ပါတယ်။အခုလဲစကားစားပြန်ရသွားတော့ငါကောင်ကပိုကြီးတာမင်းကောင်ကပိုသေးတာနဲ့ရံပြန်ဖြစ်နေကြပါတယ်။ကျုံးပေါ်မှာ Mr. 3နဲ့ Miss Valentine တို့ကခုထိမသေးပဲကြံနေပါတယ်။ Miss Valentine က Mr. 3အချိန်ဆွဲနေလို့ကောက်ရိုးအုပ်ထုပ်ဖွဲ့လွတ်သွားတာကို Mr. 0စီတင်ပြဖို့လုပ်ပါတယ်။ Mr. 0သာသိရင်သူအသက်ခံရမှာမို့ Mr. 3က Miss Valentine ကိုဖျောင်းနဲ့အုပ်ပြီးတက်လိုက်ပါတယ်။ Going Merry ပေါ်မှာတော့ကောက်ရိုးအုပ်ထုပ်အဖွဲ့သားတွေကအောင်ပွဲခံနေကြပါတယ်။အဲ့ချိန်မဲ့နာမီကဘာကြောင့်မှမသိမေးလဲသွားပါတယ်။ဒါကတော့ One Piece Season 2အပိုင်း9ဖြစ်ပါတယ်။